ဆရာပထမဆုံးအနေနဲ့ပေါ့နော်ဒီစစ်အုပ်စုကဒီအာဏာသိမ်းပြီးနောက်ပိုင်းပေါ့နော်ဒီ2021ကနေ2026ဒီလက်ရှိကာလအထိပေါ့နော်ဒီသူတို့အကျဉ်းထောင်တွေထဲမှာဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားကဘယ်လောက်ထိရှိခဲ့ပြီးတော့ဒီလက်ရှိမှာဆိုရင်ဘယ်လောက်ထိပြန်လွတ်လာပြီအကျဉ်းထောင်ထဲမှာဘယ်လောက်ထိကြံနေသေးလဲခင်ဗျဆိုတော့ဒီနေ့ထိတော့ကျွန်တော်တို့ဒီ ABB ကစုဆောင်းထားတဲ့မှတ်တမ်းတင်ထားတဲ့စာရင်းအရကတော့အာ3000ကျော်ရှိပါတယ်ဒါက9နှစ်အတွင်းမှာပါဆိုတော့နိုင်ငံတစ်နိုင်ငံမှာ9နှစ်အတွင်းမှာနိုင်ငံရေးလှုပ်ရှားတဲ့လူ3000ကျော်ဖမ်းဆီးထောင်ချတယ်ဆိုတဲ့ကိစ္စကစစ်တပ်ကြီးစိုးတဲ့အာဏာရှင်နိုင်ငံတွေမှာပဲရှိပါတယ် ABB ကအခုနောက်ဆုံးကောက်ယူရတဲ့စာရင်းအရဆိုလို့ရှိရင်တော့အခုလက်ရှိအာအကျဉ်းထောင်တွေထဲမှာ14000ကျော်ဟိုဂျာနေသေးတယ်အတီးပြုတ်စေဒီက8000ကျော်ရှိတယ်စစ်စစ်စဲဆိုတာကဒီလွတ်ရက်စိတ်သွားပြီးတော့အာစရင်ထဲမှာကြာနေခဲ့တာတွေရှိတယ်နောက်မှုတွဲထားတာတွေရှိတယ်ဒီနောက်မှုတိုးထားတာတွေရှိတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အာမိသားစုတွေပြန်မရောက်တာတွေရှိတယ်ကျွန်တော်တို့လက်လန်းမမီသေးတဲ့ကိစ္စတွေလည်းရှိတယ်ဆိုတော့ပြောချင်တာကလောလောဆယ်အကျဉ်းထောင်တွေထဲမှာ14000ကျော်ကြာနေသေးတယ်လို့ ABB ရဲ့မှတ်တမ်းလုပ်ထားတာရှိပါတယ်နောက်ထပ်8000လောက်ကတော့ကျွန်တော်စီစစ်ဆဲအတည်ပြုဆဲဖြစ်တယ်လို့ပြောနေတာပါ